ဒီတာဟောကြားမဲ့နှုတ်ကပတ်တော်ကိုလည်းကိုစံပါဖျားပိတ်သိပ်ပြီးတော်မူပါကြားနာတော်သားမိတယောက်စီတွေလည်းတိဆောက်ဆရာဖြစ်စီပါမယ်ကြောင်းကရင်ပိုင်စီယေရှုနာမတော်မြတ်နဲ့ဆုတောင်းရေးဆက်ကကြပါဖာမြတ်စွာဘုရားအာမင်ဒီနေ့ပြပောင်ရရဲ့စပနာခန္ဓာမှာကျွန်တော်ဟောချင်တာအများကြီးရှိပါတယ်သူအနေနဲ့လည်းကျွန်တော်တို့ရဲ့အသင်းတော်ရဲ့မိခင်ကြီးတူလည်းဖြစ်ပါတယ်နောက်သူတို့လည်းများဆိုလို့ရှိရင်ကျွန်တော်တို့အသင်းတော်မှာတကယ်ပုံကောင်းသက်သည်တကယ်နမူနာယူထိုက်တဲ့စာနမူနာယူထိုက်တဲ့လည်းများလည်းဖြစ်ပါတယ်1943မှာလက်ထပ်ခဲ့ပါတယ်သူတို့အနေနဲ့လည်းမောင်တထားမြင့်တွေ့ဆိုသူတို့ပဲနေရာတကာမှာအတူတူလက်တွဲပြီးတော့မှဒီA2ပုံမြတ်ပေါ့နော်သူတို့အသင်းတော်လူငန်းမှာတော့၎င်းလူမှုရေးအသီးသီးမှာလည်းသူတို့ကနေပြီးတော့အကောင်းဆုံးအစီခံနိုင်တဲ့လည်းများဖြစ်ပါတယ်သူတို့အဲ့ဒီအန်ကန်တူအဝတ်ပြုတဲ့နေရာမှာလည်းဘယ်သူမှနှိုင်းစင်လို့မရတော့အောင်ဖျားစင်သုံးပြုတဲ့လည်းများလည်းဖြစ်ပါတယ်ဒါကြောင့်မလို့သူရဲ့ဘဝတတဟာတကယ်ပဲမိတ်ကြိုက်တဲ့ဒီဖျားတခင်ရဲ့အသက်တာကိုပြီးတယ်ဆိုတာကျွန်တော်မြင်သိပါတယ်ဒါကြောင့်မလို့တခါတုန်းကလူတယောက်ပန်းဝေဖို့ရန်အတွက်စိုက်တဲ့ဆိုင်မှာဝင်ပါတယ်ဝင်တဲ့ခါကျသူကနေပြီးတော့ဒေါ်လာ3ခုပဲပါတယ်$3ပဲပါတဲ့ခါကျ$3တန်နဲ့ပန်းလူချင်တယ်ဆိုတဲ့ခါကျတော့စိုက်စင်ကနေပြီးတော့ဒီကဂမ်ဘီယာပန်းနေဆိုစင်တော့$3နဲ့တရားစင်ရမယ်ဒါပေမဲ့နင်းစီပန်းဒီနင်းစီပန်းကြတော့တပွင့်မဲရမယ်လို့ပြောအဲ့လိုပြောတဲ့ခါလဲသူလည်းအန်အောတယ်$3နဲ့တရားစင်ရမယ်ဟာရှိတယ်$3နဲ့တပွင့်ထဲရမယ်ဟာရှိတဲ့ခါကျတော့ဘာဖြစ်လို့ဒီလောက်တောင်ကိုယ်ချလဲလို့မြည်တဲ့ခါမှာဒီတရားစင်နော်$3တရားစင်တရားစင်$3တန်တဲ့အပွင့်တွေကတော့တဲ့ခဏလေးပဲမွေးကြိုင်တယ်နော်ခဏလေးနဲ့အနံ့ပျောက်သွားတယ်သို့တော်လည်းပဲဒီနှင်းစီပွင့်ကတော့တဲ့ဒီအပင်ပေါ်မှာလည်းမွေးကြိုင်တယ်ခုပြီးရင်လည်းမွေးကြိုင်တယ်နောက်ပြီးတော့ခြေထောက်နဲ့နှင်းတဲ့အခါမှာတောင်မှမွေးကြိုင်တယ်နောက်တွေးချောက်တဲ့အချိန်မှာတောင်မှမွေးကြိုင်တယ်ဘယ်တော့မှမပြောပါဘူးတဲ့အဲ့ဒါကြောင့်ဈေးများတောင်းရတာဖြစ်ပါတယ်ဆိုတော့ပြောပါတယ်သူကြီးတို့ဆိုတော့ကျွန်တော်တို့ပြပောင်ကြီးရဲ့ဘဝသက်တာလဲနင်းစီပွင့်လို့ပဲမွေးကြိုင်တဲ့ဇနန်ရှိပါတယ်ဆိုတော့အကြောင်းလည်းပြောချင်ပါတယ်ကျွန်တော်တို့ဘဝမှာအဲ့လိုဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့အနေနဲ့ကြိုးစားလို့တော့မရပါဘူးလို့ကျွန်တော်ဖះကပဲတတ်ဆွနိုင်တယ်ဆိုတော့အကြောင်းလည်းကျွန်တော်ပြောချင်ပါတယ်အခုနဖတ်သွားတဲ့အတိုင်းပဲလောကမှာလူတန်းစားနှမျိုးနှစ်စားပဲရှိပါတယ်တစ်မျိုးကတော့အာဒမ်အားဖြင့်ဖြစ်ပါတယ်တစ်မျိုးကတော့ကျွန်တော်ခရစ်တော်အားဖြင့်ဖြစ်ပါတယ်လို့အာဒမ်နဲ့တော်ဆက်တော်သူများကတော့အကုန်လုံးတရားမှာဖြစ်ပါတယ်သို့တော်လည်းခရစ်တော်ဖျားနဲ့တော်ဆက်တော်သူများဟာတည်လွန်တော်လဲဆင်လိမ့်မယ်ဆိုပြီးတော့မှကျွန်တော်တို့ကတိတော်ပြထားပါတယ်ဒါကြောင့်မလို့ဒီလိုကျွန်တော်အနေနဲ့အာဒမ်ကနေပြီးတော့အာဒမ်နဲ့ဆက်တဲ့လူအားလုံးကျွန်တော်တို့လူသားတွေအမြင့်ဝန်းထဲကနေပြီးတော့မွေးဖွားတဲ့ချိန်မှာအာဒမ်နဲ့တော်ဆက်ပြီးသားဖြစ်ပါတယ်အဲ့ဒါပထမမွေးဖွားခြင်းလို့ခေါ်ပါတယ်အဲ့ဒါဘယ်သူမှမလွတ်ပါဘူးဘယ်သူမှမကင်းနိုင်ပါဘူးသို့တော်လည်းပဲကျွန်တော်အနေနဲ့ဒီတီချင်းအပိတရအခတီချင်းဆိုတဲ့ဒီဖျားသခင်ရဲ့တရားစီရင်ခြင်းကနေပြီးတော့ကျွန်တော်လွတ်ဖို့ရန်အတွက်တလန်ထဲသာရှိပါတယ်လို့ငါကိုယုံကြည်သောသူဟာတဲ့သာဝရတိတ်ကိုရသည်ဖြစ်၍အပြစ်စီရင်ခြင်းလည်းမခံရတော့ဘူးတဲ့တီချင်းကနေအသက်ရှင်ခြင်းတို့ကိုးမြုပ်သောသူဖြစ်တယ်ဆိုပြီးတော့အာမခံပေးထားပါတယ်ကျွန်တော်လည်းတကယ်လက်တွေ့ခံစားခဲ့ပါတယ်ကျွန်တော်တို့အမိဝန်ထဲကနေပြီးတော့ပထမတီချင်းနဲ့ပဲ
မွေဖော်လာခဲ့ရတယ်သို့တော်လည်းပဲတနည်းသောအခါမှာခရစ်တော်ဖျားကိုကျွန်တော်အနေနဲ့မိမိကေရင်ပိုင်စင်နဲ့လက်ခံတော်နေ့မှာတီချင်းကနေအသက်ရှင်ချလို့ချစ်ချင်းကိုကိုမျိုးတော်တာဖြစ်ပါတယ်လို့ကျွန်တော်လည်းအသက်32နှစ်ကြာမှာပဲကျွန်တော်တီချင်းကနေအသက်ရှင်ချလို့ကိုမျိုးခဲ့ပါတယ်တကယ်ပဲအန်အောဆာလည်းဖြစ်ပါတယ်တကယ်လည်းဝန်တာစာကောင်းတယ်ပတ်စံနဲ့ပြောလို့မရအောင်နှုတ်အားဖြင့်ဖော်ပြလို့မရတော့အောင်ဝန်တာစာဖြစ်ပါတယ်ဆိုကျွန်တော်လည်းပြောချင်ပါတယ်ဒါကြောင့်မလို့ဒီအာဒမ်ထဲမှာရှိသောသူနဲ့ခရစ်တော်ထဲမှာသခင်ယေရှုထဲမှာနေသောသူကဘယ်လောက်ထိအောင်ကွာခြားတယ်လဲဆိုတာကျွန်တော်တို့ဇောမအခန်းကြီး9အငယ်14ကနေပြီးတော့20တိဖော်ပြထားဒါပေမဲ့ကျွန်တော်အကုန်လုံးတော့ပြောဖို့အချိန်လဲမရပါဘူးလို့အဲ့ထဲမှာဇောမအခန်းကြီး9အငယ်14မှာလူတယောက်ဟာတဲ့အာဒမ်ထဲမှာရှိခဲ့လို့ရှိရင်တဲ့အာဒမ်ပြစ်မှားတဲ့နီးတူမပြစ်မှားတော့လဲပဲတီချင်းတရားကနေပြီးတော့သူ့ကိုအစိုးရတယ်လို့သူ့လိုပြစ်မှားစံမလို့ပါဘူးတဲ့တီချင်းတရားသူ့ကိုအစိုးရပါတယ်လေသို့တော်လည်းပဲခရစ်တော်နဲ့ထဲမှာရှိသောလူတယောက်ဟာတဲ့ခရစ်တော်ကဲ့သို့မဖြောင့်မတ်တော်လဲပဲအသက်ရှင်ခြင်းကနေသူ့ကိုအစိုးရတယ်လို့ဖော်ပြထားပါတယ်နောက်16လောက်မှာကျွန်တော်15တော့မပြောတော့ဘူး16လောက်မှာဖတ်တဲ့အခါကျတော့အာဒမ်နဲ့တော်ဆက်တော်သူကတရားစီရင်သောအရာဖြစ်ပါတယ်တဲ့တရားစီရင်သောအရာဆိုတော့တဲ့အပြစ်တစ်ခုကြောင့်ဒဏ်ခံစေတဲ့အပြစ်တစ်ခုကြောင့်ဒဏ်ခံစေတဲ့အာဒမ်တောင်မှအတိသလုံးထဲနဲ့ပဲဒဏ်ခံရတာပဲကျွန်တော်အနေနဲ့လဲအပြစ်တစ်ခုနဲ့ပဲဒဏ်ခံရမှာဖြစ်ပါတယ်စတန်ဆိုင်ပွဲမှာ6ဘာသာရှိတယ်9ဘာသာကုန်ထုံးနဲ့အောင်နိုင်တဲ့အလားလာသူ့မှာရှိတယ်9ရက်လုံးကောင်းကောင်းဖြည့်နိုင်တယ်နောက်ဆုံးနေ့မှာသူကမဖြည့်ဖြားလို့အသေးတိုင်ဖြားလို့မဖြည့်နိုင်ဘူးအဲ့ခါကျတော့အဲ့9ဘာသာကုန်ထုံးကနေပြောတဘာသာကြတော့တဲ့ဟာကိုမကယ်နိုင်ပါဘူးလို့သူနည်းတူဆိုတော့ကျွန်တော်ရဲ့အကောင်းဆုံးကြံ့ကြံ့ခဲ့တဲ့ဟာတွေကနေပြောကျွန်တော်ရဲ့စိုးတဲ့အကျင့်ကိုမကယ်နိုင်ပါဘူးလို့သို့တော်လည်းပဲဒီမှာခရစ်တော်ဖျားကိုလက်ခံတော်နေ့မှာဘယ်လိုဖြစ်သွားလဲဆိုတော့ကျေးဇူးတော်အရာဖြစ်သွားတယ်တဲ့နော်9:16မှာအာဒမ်ထဲမှာတော့တရားစီရင်တော်အရာခရစ်တော်ထဲမှာကျတော့ကျေးဇူးတော်အရာတရားစီရင်တော်အရာဆိုရင်တော့အပြစ်တစ်ခုကြောင့်ဒဏ်ခံစီတရားကျေးဇူးတော်အရာဆိုလို့ရှိရင်အပြစ်များလက်ပင်လွတ်စေအပြစ်များလက်ပင်လွတ်စေဒီလောက်တရင်ကောင်းတော့ကျွန်တော်တခါမှမကြားဘူးပါဘူးဘယ်လောက်ဝမ်းသာစားကောင်းလဲအာဒမ်ထဲမှာနေလိုက်တာနဲ့အပြစ်တစ်ခုနဲ့ဒဏ်ခံရမယ်ခရစ်တော်ထဲမှာနေလိုက်တာနဲ့အပြစ်များလက်ပင်လွတ်စေဒါမဲ့ကျွန်တော်အပြစ်လွတ်ဖို့ရတော့ license ရတာတော့မဟုတ်ပါဘူးကျေးဇူးတော်တက်ဖြစ်ပါတယ်လို့နောက်ဆက်လောက်မှာဖတ်တဲ့ခါကျတော့အာဒမ်နဲ့ဆက်နွယ်သောသူဟာတဲ့အပြစ်စင်ချင်းခံရပါတယ်လို့ condemnation ဖြစ်ပါတယ်ဒါပေမဲ့ခရစ်တော်ဖျားနဲ့တော်ဆက်လိုက်တာနဲ့ဘာဖြစ်သွားလဲဆို justification ဆိုတဲ့ဖြောင့်မတ်ခြင်းတို့ရောက်သွားပါတယ်ဖြောင့်မတ်ခြင်းကိုရောက်သွားပါတယ်နောက်20လောက်ကိုဖတ်တဲ့ခါကျတော့20မှာကျတော့ခရစ်တော်ဖျားနဲ့အာဒမ်နဲ့တော်ဆက်သောသူကနားမထောင်သူစီရင်ထဲမှာထိတ်ထားပါတယ်ဘာကြောင့်လဲဆိုတော့အာဒမ်မစားနဲ့ဆိုအသီးကိုစားတယ်ခရစ်တော်ဖျားကြတော့သူလည်းဖျားဖြစ်တယ်နောက်လောကမှာနေချိန်မှာခမည်းတော်ဖျားရဲ့စကားလည်းနားထောင်သူနည်းတူဆိုပဲကျွန်တော်တို့အနေနဲ့အာဒမ်ထဲမှာနေလို့ကတော့အာဒမ်ကဲ့သို့နားမထောင်တော့သူဖြစ်သွားတယ်ခရစ်တော်ထဲရောက်တဲ့ခါကျတော့နားထောင်သူတယောက်အနေနဲ့တတ်မှတ်ခြင်းခံရပါတယ်လို့21လောက်မှာဖတ်တဲ့ခါကျတော့ဘယ်လိုရေးထားလဲဆိုတော့အာဒမ်နဲ့တော်ဆက်တော်သူကတော့ပြည့်ညက်တရားလက်အောက်မှာရှိပါသေးတယ်သို့တော်လည်းပဲသခင်ယေရှုဖခင်ရဲ့လက်အောက်မှာညီတော်သူကတော့တဲ့ကျေးဇူးတော်လက်အောက်ထဲကိုရောက်သွားတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တည်င်းကောင်းပါလိုက်ခြင်းပါတယ်ဆိုတော့ကျွန်တော်ညီနဲ့လည်းဒီနေ့ကျွန်တော်ဘယ်သူနဲ့ဆက်နွယ်နေတယ်လဲဘယ်သူနဲ့တော်ဆက်နေတယ်လဲဆိုတာသိပြီးတော့ရည်ကြည်ပါတယ်လို့တော်ဆက်မှုဆိုတာအာဒမ်ကနေပြီးတော့ခရစ်တော်ဖခင်နဲ့တော်ဆက်မှု
တော်ဆက်ဖို့ရန်အတွက်တော်ဆက်ချင်းဆိုတာကတော့လက်ထပ်ချင်းနဲ့မွေးဖွားခြင်းနဲ့ပဲရရှိနိုင်ပါနဲ့လို့လူတယောက်နဲ့တော်ဆက်ခြင်းလို့ဆိုလက်ထပ်လိုက်ရင်သူရဲ့အမွေပစ္စည်းတွေအကုန်လုံးရပါတယ်အဲကြောင့်ခရစ်တော်ဖျားကိုကျမ်းစာထဲမှာဘယ်လိုရေးထားလဲဆိုတော့မင်္ဂလာဆောင်လှုပ်လင်းလို့ခေါ်ထားပါတယ်ကျွန်တော်ယုံကြည်သူများကတော့တတူသမီးမင်္ဂလာဆောင်တတူသမီးဆိုခေါ်ထားပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဖျားသားဖြစ်ဖို့ရန်အတွက်နော်နီကိုဒင်စီမှာခရစ်တော်ဖျားပါပြောလဲဆိုတော့ဒုတိယအကျင့်မမွေးဖော်တော်သူမိတွေကတဲ့ကောင်းကင်နိုင်ငံမြင်တော့မမြင်ရဘူးတဲ့မြင်တော့မမြင်ရဘူးသို့တော်လည်းပဲကျွန်တော်မွေးဖွားခြင်းဆိုတာကျွန်တော်ခရစ်တော်ဖျားယုံကြည်ခြင်းအဖြစ်ကျွန်တော်ဟာဒီနေ့မွေးဖွားခြင်းကိုရရှိနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဘာဖြစ်လို့ကယ်တင်ခြင်းရဖို့ရန်အတွက်ကိုကျင့်တရားနဲ့မရနိုင်တာလေတဲ့မရနိုင်ဘူးကျွန်တော်ဆလမ်ရဲ့မိသားစုထဲဝင်ဖို့ရန်အတွက်လက်ထပ်ဖို့လိုအပ်ပါတယ်လက်ထပ်ပြီးမှသူကနေမွေးဖော်ဖို့လိုအပ်တယ်လို့ပဲဘယ်လိုပဲကျင့်ကောင်းကောင်းလက်မထပ်မချင်းတော့သူဆလမ်ရဲ့အမျိုးသမီးမဖြစ်နိုင်ဘူးဘယ်လိုပဲတော်ဆလမ်ကနေပြီးတော့မမွေးဖော်မချင်းကိုသားသမီးမဟုတ်ဘူးဘယ်လိုပဲနော်တော်ပေါ့နော်ဘယ်လိုပဲကောင်းကောင်းမရပါဘူးလို့သူနည်းသူဆိုပဲဒီနေ့ကျွန်တော်အကျင့်အားဖြင့်မရနိုင်ဘူးဆိုတာအဲ့ဒါကြောင့်ပဲဖြစ်ပါတယ်လို့ဒါကြောင့်ဒီနေ့ပြပောင်ညာကနေပြီးတော့ကျွန်တော်တို့ဒီမှာလာရောက်တဲ့လူတိုင်းကိုဘယ်လိုနှုတ်ဆက်မလဲဆိုတာကျွန်တော်ကစဉ်းစားကြည့်တခါတုန်းကဖခင်တည်တော့မယ်ဂရင်ပေါ်မှာပဲနေရတယ်မကြခင်တည်ရတော့မယ်ဆိုပြီးတော့မှတည်င်းပို့တဲ့ခါသား9ယောက်အဝေးကနေပြန်လာကြတယ်တဲ့သား9ယောက်အဝေးကနေပြန်လာကြတဲ့ခါကျတော့3ယောက်ကိုအဖေကနေပြီးတော့ဘယ်လိုစကားပြောလိုက်လဲဆိုတော့ good night လို့ပြောတယ် good night လို့ပြောလိုက်တယ်2ယောက်ကျတော့ goodbye လို့ပြောတယ်တဲ့အဲ့ခါကျတော့ goodbye အပြောခံရတဲ့လူကနေပြောမေးကြည့်တာပေါ့ဖဲဘာဖြစ်လို့3ယောက်ကိုတော့ good night လို့ပြီးမှကျွန်တော်2ယောက်ကြတော့ဘာဖြစ်လို့ goodbye လို့တာလဲငါပြောမယ်ဒီ3ယောက်ကခရစ်တော်ဖျားကိုလက်ခံနေတဲ့ခရစ်တော်ဖျားကိုလက်ခံတော့အခုကျွန်တော်အိပ်ရတော့မယ်ဒါပေမဲ့တနည်းနဲ့တော့ပြန်နိုးရမှာဖြစ်ပါမနေ့ပြန်နိုးမှာဖြစ်ပါတယ်နိုးတဲ့အခါကျတော့ပြန်တွေ့မှာဖြစ်ပါတယ်လို့အဲကြောင့်ခရစ်တော်ဖျားနဲ့အိပ်ပျော်ခြင်းဆိုတာအဲ့ဒါပဲဖြစ်ပါတယ်လို့ဘာမှပြဿနာမဟုတ်ဘူးတဲ့ဒါပေမဲ့မင်းတို့2ယောက်ကိုတော့ငါ goodbye လို့ပြောတာကတော့မင်းတို့မပြောင်းလဲသေးဘူးတဲ့ခရစ်တော်ဖျားလက်မခံသေးလို့မင်းတို့နဲ့တော့ဘယ်တော့မှတွေ့တော့မှာမဟုတ်ဘူးတဲ့အဲကြောင့်ငါတို့ goodbye ပြောထားတဲ့မင်းတို့ကောင်းသတိထားတဲ့သူနေ့သူဆိုတဲ့နေ့ပြပောင်ညာနေပြီးတော့ဘယ်နှစ်ယောက်ကို good night လို့ပြောမလဲဘယ်နှစ်ယောက်ကို goodbye လို့ပြောမလဲတော့မပြောတတ်ဘူးကိုလည်းမေးကြည့်ပါဒါကြောင့်မလို့ဒီနေ့ကိုအလှဲ့နော်ဒီနေရာမှာလူသားတိုင်းကမိမိအလှဲ့တိုင်းနိုးထလိမ့်မယ်လို့ပြောထားပါတယ်ကိုအလှဲ့ကဘယ်ချိန်လောက်ကြမလဲတည်ရမယ့်နေ့ကလည်းကိုအလှဲ့လာမယ်နောက်ပြန်လဲပြီးတော့မှတည်ခြင်းကနေပြီးစင်ပြန်ထမြုပ်မဲ့အလှဲ့လည်းရှိပါတယ်လို့ဒီထဲမှာဘယ်လိုထားခုနကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာတို့ရတွင်တဲ့လူအသေးသေးတို့ဒီမိတို့အလှဲ့အတိုင်းလိုက်ရကြလိမ့်မည်ခရစ်တော်ဖျားကတော့လွန်ခဲ့သောနှစ်ပေါင်း1000လုံးကစင်ပြင်ထမြုပ်ပြီးပြီနောက်ပြီးတော့ကျွန်တော်တို့ဓမ္မသစ်မှာယုံကြည်သူများကတော့မကြာမီပေါ့နော်ကျွန်တော်စင်ပြင်ထမြုပ်ဖို့ရှိပါတယ်ရပ်ချလို့လည်းခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီချိန်မှာမထမြုပ်ဘူးဆိုရင်ကိုယ့်အလှဲ့ကဖြူသောပလင်ကြီးရှိဖြစ်မလားနော်အဲ့ဒီချိန်ကြတော့ကျွန်တော်တို့ဘာမှမျိုးရင်းချက်တော့မရှိတော့ပါဘူးဒါကြောင့်မလို့အဲ့ဒီအတွက်လည်းကျွန်တော်အနေနဲ့ကောင်းကောင်းစဉ်းစားသင့်တယ်တရားမဲ့အလှဲ့လည်းမသိဘူးစင်ပြင်ထမြုပ်ရမယ့်အလှဲ့လည်းမသိဘူးဆိုရင်တော့ကျွန်တော်တို့တော့တကယ်ပဲဘဝအာမခံချက်လုံးဝမရှိဘူးဆိုတာကျွန်တော်တို့တွေ့ရပါတယ်ကိုတရားမဲ့တော့မသိဘူးသို့တော်လည်းပဲဘယ်ရောက်မလဲသိရင်ဘယ်သွားမလဲဆိုတာကိုတော့ကျွန်တော်တို့
ကို